မင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တိုင်တန်နဲ့သင်္ဘောပြည့်ကြီးရဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ်ရေခဲတောင်ကြောင့်မြုပ်သွားတဲ့သင်္ဘောကတိုင်တန်နဲ့ဆေးခိုးရတာ1912ခုနှစ်မှာကဘာကျော်တိုင်တန်နဲ့သင်္ဘောကြီးရေခဲတောင်တိုက်ပြီးမြုပ်သွားခဲ့တယ်ဒါကိုခလေးရာစာသိကြပါတယ်ဒါပေမဲ့အကယ်၍များပင်လယ်အောက်ရောက်သွားတဲ့သင်္ဘောကတိုင်တန်နဲ့မဟုတ်ခဲ့ဘူးဆိုရင်ရောဒါမတော်တဆမှုတစ်ခုမဟုတ်ပဲအာမခံကြီးလိုချင်လို့လူရချီကိုစတေးပြီးဖန်တီးခဲ့တဲ့အကွက်ကြကြလူသားပွဲကြီးတစ်ခုပြင်နေခဲ့မယ်ဆိုရင်ရောမိတ်ဆွေယုံနိုင်ပါမလားဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့အခါမိတ်ဆွေတို့အနေနဲ့လူတိုင်းယုံကြည်ထားတဲ့သမိုင်းတစ်ခုကိုပြောင်းပြန်လှန်ပြီးတွေးမိသွားစေမယ်တင်မောစားထုတ်မှုအကြောင်းအရာကိုအတိအကျသိရှိသွားမှာပဲဖြစ်ပါတယ်ကဲ1912ခုနှစ်စီကိုပြန်သွားကြပြီးအမှန်တရားကိုရှာဖွေကြည့်ရအောင်ဒီဇာလန်ကတိုက်တန်နဲ့မထွက်ခွာခင်တနေ့အလိုမှာစတင်ပါတယ်တိုက်တန်ကိုပိုင်ဆိုင်တဲ့ White Star Line ကုမ္ပဏီမှာတိုင်တန်နဲ့ပုံစံတူအရွယ်တူနောက်ထပ်သင်္ဘောတစ်စီးရှိပါသေးတယ်။သူ့နာမည်ကတော့အိုလံပစ်ပါ။ပြဿနာကဒီအိုလံပစ်သင်္ဘောကြီးကခီးစဉ်တစ်ခုမှာစစ်သင်္ဘောတစ်စီးနဲ့တိုက်မိပြီးဆူဆူရွရွပျက်စီးသွားခဲ့တာပါ။အပြစ်ကအိုလံပစ်သင်္ဘောဘက်ကမို့လို့အာမခံကုမ္ပဏီကလည်းရော်ကြီးမပေးခဲ့ပါဘူး။ကုမ္ပဏီပိုင်ရှင်တွေခေါင်းမိတောက်ပါတော့တယ်။ပြက်နေတဲ့သင်္ဘောကြီးကိုပြင်ဖို့ပတ်စံမရှိသလိုအသစ်ဆက်တိုင်တန်ကိုဆက်ဆောက်ဖို့လည်းငွေလိုနေပါပြီ။ဒီချိန်မှာသူတို့ရဲ့ခေါင်းထဲကိုမာယူရဲ့ဆန်နဲ့အကြံတစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့ပြက်နေတဲ့အိုလံပစ်သင်္ဘောကိုအသစ်ဆက်တိုင်တန်နဲ့နာမည်ပြောင်းတက်ပြီးပင်လယ်ထဲမှာတမင်သက်သက်နှစ်မြုပ်ပစ်လိုက်ရင်အာမခံကြီးအပြည့်ရနိုင်တယ်ဆိုတဲ့အကြံပါပဲဒီ theory ကိုပိုပြီးခိုင်မာစေတဲ့တန်တရားဖြစ်စရာအချက်တွေအများကြီးရှိနေပါသေးတယ်ပထမဆုံးအချက်ကတော့တိုင်တန်နဲ့ပိုင်ရှင်တရေကြီး JB Morgan ပါသူဟာဖွင့်ပွဲခီးစဉ်မှာလိုက်ပါဖို့စီရင်ပေးထားပါတယ်ဒါပေမဲ့သင်္ဘောထွက်ခါနေနိုင်ပိုင်းအလိုမှာရုတ်တရက်ခီးစဉ်ဖြစ်သိမ်းလိုက်ပါတယ်သူတခုကိုကြိုတိနေခဲ့တာလားဒုတိယအချက်ကတော့ရေကရောင်ကိုလှမ်းကြည့်ဖို့အရေးကြီးတဲ့မှန်ပြောင်းတွေထားတဲ့အခန်းတော်ဟာလှုပ်ဝက်ဆန်းကျဲသောပျောက်ဆုံးနေခဲ့ပါတယ်။ဒါကြောင့်တင်မောသားတွေဟာရေခဲတောင်ကိုစောစောစီးစီးမမြင်နိုင်ခဲ့တာပါ။ဒါဟာတမင်သက်သက်ဖန်တီးထားတာများလား။တတိယအချက်ကတော့ရေအောက်ရောက်နေတဲ့တင်မောပြည့်ကြီးရဲ့ပြတင်းပေါက်ရေတွက်ဟာတိုင်တန်နဲ့အဆင့်နဲ့မတူပဲအိုလံပစ်တင်မောနဲ့ပူတူနေတယ်လို့သူတွေဒီတချို့ကထောက်ပြကြပါတယ်။ဆိုတော့ရေခဲတောင်တိုက်ပြီးမြုပ်သွားတာဟာတကယ်ပဲကံသုံးမမောင်ကြမှုတက်တယ်လားဒါမှမဟုတ်ပျက်စီးနေတဲ့သင်္ဘောဦးကြီးကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့တဲ့ပြီးပြည့်စုံတဲ့ရာသွန်းမှုတစ်ခုလားပင်လယ်အောက်မှာအိမ်မောကျနေတဲ့သင်္ဘောကြီးကတော့စကားမပြောနိုင်တော့ပါဘူးမိတ်ဆွေတို့ကရောဘယ်လိုထင်လဲဗျသင်္ဘောကိုအစားထိုးခဲ့တဲ့ဆိုတဲ့ဒီ theory ဖြစ်နိုင်ခြင်းရှိမရှိကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Thinking Point Channel လေးကို Subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့ခင်ဗျကျွန်တော်ကတော့ကိုရှိုင်းပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ